လီမိုတာစီစစ်စင်းကိုကျွန်တော်ရောင်းလိုက်ပြီဆိုတော့ဒီနေ့ကားသွားမအပ်ခင်မှာကားလေးရဲ့ review ကိုကောင်းတာဆိုးတာကိုလုံးဝ user တယောက်ကရင်ထဲရှိတဲ့အတိုင်းကျွန်တော်ပြောပြပေးမယ်လီမိုတာ C6 စင်းမှာကျွန်တော်ဘာတွေကြိုက်လဲဘာတွေမကြိုက်ဘူးလဲဆိုတော့အချက်ကိုကျွန်တော်ပြပေးမယ်ဒီကားရွေးတင်လားမရွေးတင်လားဆိုတာလဲဒီဗီဒီယိုကြည့်ပြီးသွားရင်ဘယ်သူတွေအတွက်ကြိုက်တယ်ဘယ်သူတွေတော့မကြိုက်ဘူးဆိုတာကိုသိလာလိမ့်မယ်အဲ့တော့ first စပြောပြီးဆိုရင်ကျွန်တော်တို့မောင်းတဲ့နေရာ driver ပေါ့နော် driver seat မှာကျွန်တော်ထိုင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ steering ရှိမယ်ဒီဘက်ဘေးမှာကျွန်တော်တို့တကားအမှန်အတင်ချထားရရှိမယ်တကား lock ရှိမယ်ပြီးတော့ဒီမှာကျွန်တော်တို့ face ID ရှိမယ်ဒီ face ID လေးကတော့ကျွန်တော်ကြိုက်တယ်သူကမျက်နှာကိုကြည့်ပြီးမူတည်ပြီးအဲ့မျက်နှာပေါ်မူတည်ပြီးထိုင်ကုန်ရဲ့ seat memory တို့ဘာတို့ auto အကုန်မှတ်ပေးတဲ့ဥစ္စာလေးပေါ့နော်ဆိုတော့ဒီကောင်လေးတော်တော်မိုက်တယ်ပြီးတော့ဒီမှာဆိုရင်ဒါအရှိရ dashboard ကဲ infotainment အသေးမှာဆိုလို့ရှိရင်ဘာပါလဲဆိုတော့ဒီမှာဘယ်လောက်ကီလိုမီတာလဲကျွန်တော်ဘယ်လောက်မောင်းထားပြီးလဲဘာမဟုတ်လဲ park လားဘာလောက်ထားလားပါမယ်ပြီးဒီဘက်ပေးမှာကျွန်တော်ရဲ့ distance per kilometer last trip ဘာညာအကုန်ပါမှာပေါ့နော်အချိန်ဘာညာရောဆိုတော့ဒါပုံမှန်ပဲဘာမှတိတ်မထူးကြဘူးဒီဘက် screen မှာကြတော့ကျွန်တော်တို့ဝင်လိုက်ပြီဆိုလို့ရှိရင် application တွေမှာ AutoKit ဆိုတာပါမယ် calendar တို့ဘာတို့ပါမယ်ကျွန်တော်တော့အများဆုံးသုံးပြတာတော့ AutoKit ပဲပေါ့နော် AutoKit ကဘာလဲဆိုတော့တပ်ပါတီ dongle တွေနဲ့ join လိုက်လို့ရှိရင်ကျွန်တော်တို့ Apple CarPlay နဲ့ Android Auto သုံးလို့ရတယ်သူ့မှာ built-in တော့မပါဘူးသူ built-in ဆိုရင်တော့ဒီမှာ Bluetooth ပါတယ်အဲ့ Bluetooth နဲ့ပဲသူသုံးလို့ရမယ်ဗျာ now ဒီကားထဲမှာမိုက်တာဘာပါလဲဆို360 degree camera ပါတယ်အဲ့ကောင်လေးကလည်းမစိုးဘူးအသုံးဝင်တယ်ပြောလို့ရမယ်ဗျာအနောက်ကအရှိတဲ့ဘေးတွေမြင်ရတာပေါ့နော်ဆိုတော့360ပါမယ်ပြီးရင်ဒီကောင်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ aircon ကိုပြတဲ့ဟာပုံစံပေါ့နော် aircon ကိုပြတဲ့ထဲမှာ ventilation ဆိုတာပါတယ်လီမိုတာရဲ့ကားတွေအားလုံးကကျွန်တော်ကျန်တဲ့ကား model တွေတော့အများစုမမောင်းဘူးတော့မသိဘူးအဲ့ ventilation ပါတယ်ဆိုတဲ့ဟာတွေမှာတော့ဖွင့်နိုင်ကားထဲမှာအနက်ရှိပါညာဆိုပျောက်တယ်ဗျာဆိုတော့ aircon လေအဝင်ထွက်တွေကိုကျွန်တော်ဒီမှာဗျာချိန်ညင်တို့တွေချိန်လို့ရတယ်ဒီလိုဟာလေးနဲ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဒီကောင်မိုက်တယ်ဗျာဘယ်လိုသွားပြီเนาะပြီးတော့ဟိုဘက်ဒီဘက်ကိုမတူတဲ့ temperature နှစ်ခုထားလို့ရတယ် rapid cool တို့ဘာလို့ပုံစံတွေပါတယ်ဒီအောက်မှာတော့ aircon ရဲ့ setting တွေပေါ့เนาะဒီထိုင်ကုန်တွေအကြောင်းပြောပြီဆိုလို့ရှိရင်ဒီမှာ driver seat ပါမယ်အဲ့ driver seat ကကျွန်တော်တို့အပူအေးတွေပါမယ်အရှိနောက်တွေပါမယ်အဲ့ဒါတွေအကုန်လုပ်လို့ရတယ်ပေါ့နော်စပြီးကျွန်တော်ပြမယ်ဆိုတော့ comfort နဲ့ပြမယ်ဗျာဒီ comfort မှာဆို driver seat ကရောထိုင်ကုန်၄လုံးရှေ့ထိုင်ကုန်၄လုံးလုံးမှာအပူအေး system ပါတယ်အဲ့အပူအေး system ကဒီမှာကျွန်တော်ပြပေးမယ်ထိုင်ကုန်အရှိ၄လုံးပဲပါတယ်နောက်ဆုံးနှလုံးတော့မပါဘူးဒီကောင်က3 seater ကားဆိုတဲ့အတွက်အနောက်ဆုံးနှလုံးကတော့သူ့ aircon နဲ့သူသီးသန့်ပါမယ်မိုက်တယ်ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်သူ့ရဲ့အပူအေးပေါ့နော်အပူလဲလုပ်လို့ရတယ်အေးလဲလုပ်လို့ရတယ် sorry သူကအချိန်တစ်ခုတန်ပိတ်သွားလို့ပြီးတော့ position ဆိုလို့ရှိရင်လည်းသူကထိုင်ကုန်၄လုံးကိုမော်တာပါတာ driver seat ကော passenger seat ကော second row ရဲ့ left ရော second row ရဲ့ right ကောကိုကျွန်တော်တို့အရှိအနောက်ဒီမှာအပေါ်အနောက်ဆွဲလို့ရတယ်ဟိုဒီလိုမျိုးပေါ့နော်မိတာလည်းပြောင်းလို့ရတယ်လို့အရှိအနောက်လည်းတိုးလို့ရတယ်ဆိုတော့ဒါလေးကလူကြီးတွေအတွက်လူကြီးများတဲ့ကားစီးတဲ့လူဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေတယ်အနောက်မှာလူကြီးတွေထိုင်ခိုင်းပြီးအရှိတို့နောက်ဆုတ်တို့ကိုလိုချင်တာတို့အဆင်မပြေဘူးဆိုကိုပြောင်းပေးလို့ရတယ်ဗျာနောက်မီးတွေဘာတွေကတော့ထုံးစံတိုင်းဒီမှာအော်တိုတို့ဘာတို့ပုံစံပြောင်းတာဒါတွေကတော့ကျွန်တော်အများကြီးမပြောတော့ဘူးမီးအားလည်းကောင်းတယ်အဆင်လည်းပြေတယ်သူ့စီမှာကျွန်တော် brake တွေပါစောင့်အုပ်တာလည်းဒီနေ့ထိတော့တစ်ခါမှတေချာမတွေ့ဘူးဗျာဆိုတော့ကျွန်တော်လက်ခံလို့ရတယ်ကားရဲ့ထိုင်ကုန်တွေ interior တွေအားလုံးကျွန်တော်အရန်ကြိုက်တဲ့ features တွေပေါ့နော်ကျွန်တော်မကြိုက်တဲ့ features ပါဆိုလဲဆိုလို့ရှိရင်ကားထဲမှာ built-in Android Auto Apple CarPlay မပါဘူးတပ်ပါတီကစ်သုံးရတယ်အဲ့ဒါလေးတခုကျွန်တော်မကြိုက်ဘူးပြီးတော့သူ့ကားထဲမှာကျွန်တော်တို့ fast charging ပါတယ်အဲ့ fast charging ကကျွန်တော်တို့မိချစ်ချစ်တဲ့ဥစ္စာကနေပြီးကျွန်တော်တွဲပြီးသုံးရတာအဲ့မိချစ်ချစ်တာကနေတွဲပြီးသုံးတဲ့ဟာမှာတော်တော်ကြီး fast charging ဆိုတာကျွန်တော်တို့ Samsung phone တွေမှာ super fast charging level အထိဝင်တယ်ဒါပေမဲ့ကိုကတော့အဲ့ super fast charging ရတဲ့ charger ခေါင်းနဲ့ကျိုးတော့ဝယ်ထားဖို့လိုတာပေါ့နော်ပြီးတော့ဒီအောက်မှာဆိုရင်ကျွန်တော်တို့ဘာပါလဲလို့ပြောရလို့ရှိရင်ဒီမှာ wireless charging ဆိုတဲ့တင်တာလေးပါတယ်ကျွန်တော်ကတော့ဘယ်တော့မှမသုံးဘူးဘာလို့လဲဆိုတော့ဘာမှမထူးလို့အဲ့ကောင်ကတင်ပြီးသွားရင်လည်းဘက်ထရီပဲရော့သွားရှိတယ်ဘာမှလည်းအဲ့လောက်အားမဝင်ဘူးဆိုတော့ကျွန်တော်မသုံးပြတဲ့ဟာပေါ့နော်ဒီအပေါ်မှာဆိုလို့ရှိရင်အဲ့လိုမီးလေးနှစ်ခုပါမယ်ပြီးတော့အမိုးပိတ်ဖွင့်လုပ်လို့ရလေးပါမယ်ပေါ့နော်ပြီးရင်သူ့မှာကျွန်တော်မကြိုက်တဲ့နောက်တစ်ချက်ကျွန်တော်ပြပေးမယ်ဘာလေးလဲဆိုတော့ဒီမှာအမိုးလေးပါတယ်ဗျာဒီအမိုးလေးပါကျွန်တော်အခုအမိုးပိတ်ဖွင့်လုပ်ပြတယ် right ဒီအမိုးလေးပါတယ်ဒါလေးကကျွန်တော်တို့လက်နဲ့အပိတ်ဖွင့်ဆွဲလောက်ရဖြစ်နေဗျာအဲ့ဒါယူကျွန်တော် feel သိမ့်မလာဘူးဒီမှာဗျာဒါပေမဲ့အနောက်ကအမိုးကကြတော့ तू ကကျွန်တော်ဒီကနေဒါလေးနဲ့အပိတ်ဖွင့်လုပ်လို့ရတယ်ဗျာအဲဒီမှာပွင့်သွားပြီတလားတဖြည်းဖြည်းချင်းအဲ့ဒါကိုကျွန်တော်ပြန်ပိတ်မယ်ဆိုလို့ရှိရင်လည်းဒီမှာ तू ပြန်ပိတ်နေဗျာနည်းနည်းတော့မောင်သွားကျွန်တော်မီးဖွင့်ဖို့မိသွားတော့လေကျွန်တော်ပြန်ရိုက်ပြပေးမယ်အနောက်ရောက်တော့မှဆိုတော့အဲ့အမိုးအပိတ်ဖွင့်ကိုကျွန်တော်တို့ဟိုဟာနဲ့လောက်ရတာကျွန်တော်မကြိုက်ဘူးဟိုအရှိရဥစ္စာကိုလက်နဲ့လောက်ရတာကျွန်တော်မကြိုက်ဘူးเนาะအဲ့ဒါကျွန်တော်မကြိုက်တဲ့ထဲကတခု
အဲ့တော့အနောက်ခန်းကိုသွားပြီးကြည့်အောင်ဒီကားမှာဘာတွေပါလဲဆိုတာကိုလေဘာလို့ဆိုအရှိကန်းကြီးပဲပြောလို့မရဘူးဗျာကားတစ်စီးကအနောက်ခန်းလဲပြောရမှာဆိုတော့ပြီးတော့ဒီကားမှာကျွန်တော်မုန်းတဲ့အချက်ထဲမှာဘာပါလဲဆိုတော့အခုနကျွန်တော်တကားဖွင့်လိုက်တော့တွေ့လိမ့်မယ်အဲ့ဒီတကားလက်ကင်လေးကိုကျွန်တော်လက်နဲ့ဖိပြီးမှတကားပွင့်လာတဲ့အချက်ဗျာအဲ့ဒါလက်လေတစ်ခေါက်ကျွန်တော်ညှက်သွားဦးတယ်တကယ်တမ်းအော်တိုဖွက်ခနဲ့အပြင်ကိုထွက်လာမှာဒါအတွင်းကနေကတော့အခုမြင်တယ်မလားတော်တော်ကျယ်တယ်ဗျာကောင်းကောင်းကြီးကို spacious ဖြစ်တဲ့ကားတစ်စီးရဲ့ပါတယ်ဒီကားအနောက်ခန်းမှာထိုင်မယ်ဆိုရင်ဒါအခုကျွန်တော်အရက်9ပေ30အဲ့ဒါကိုဒူးလွတ်တယ်ဗျာဒူးကိုအရှိမဒီမှာလက်တလောက်လွတ်သေးတယ်လက်တလောက်လွတ်သေးတယ်လက်တလောက်စာလွတ်သေးတယ်ဒူးကိုဆိုတော့အနောက်ခန်းမှာလည်း space ကျယ်တယ်ဒါကျွန်တော်အနောက်ကိုထပ်ဆုပ်လို့ရသေးတယ်เนาะကျွန်တော်အနောက်ထပ်ဆုပ်ပြမယ်ဒီမှာအနောက်ကျွန်တော်ထပ်ဆုပ်သွားပြီဆိုရင်တော်တော်လေးကို dual space ကိုကျယ်တယ်ပြောလို့ရတယ်အရှိကိုဒီလောက်ဟာပြီးကျယ်သွားပြီဗျာဆိုတော့ dual space ကိုတော်တော်လေးကျယ်တယ်ပြောလို့ရတယ်အနောက်ခန်းလူလည်းထိုင်လို့ရပြီးတော့နောက်တစ်ချက်ကကြတော့ဒီမှာကျွန်တော်တို့ထိုင်ကုန်နေခဲ့အရှိတိုးနောက်ဆုပ်တို့ aircon တို့ function တွေအများကြီးပါတယ်ထိုင်ကုန်အပူအေးတို့အနောက်ကနေထိန်းလို့ရတယ်ဒီအောက်မှာလည်းကျွန်တော်တို့ charging လုပ်မဲ့ cable လေးနှစ်ခုပါတယ်ဗျာပြီးတော့ဒီခုံမှာမိုက်တာဆိုရင်ဒါဒီနေရာဆိုရင်ဒါမာသားကြီးကိုကျွန်တော်ထိုင်ခိုင်းနေကြနေရပါတော့ဘာလို့လဲဆိုတော့သူနဲ့ကျွန်တော်တို့မှုတ်သွားစားပြီဆိုလို့ရှိရင်သူနဲ့ကျွန်တော်နဲ့ဟိုအတုပ်တွေပါသွားစားရဆိုလို့ရှိရင်သူ့ဒီနေရာမှာထိုင်ခိုင်းပြီးတော့ကျွန်တော်ဒါမျိုးလေးဖွင့်ပေးလိုက်လို့ရတယ်သူစားစရာနေရာလေးနဲ့သူဗျာဒီလားမသိလင်းပေါ်မှာကျွန်တော်တို့စားစရာလေးချတဲ့ဟာလိုပုံစံမျိုးလေးပဲပါတော့ဒါလေးတော်တော်အသုံးဝင်တယ်ဟိုမရှိတော့လဲဘာမှတော့မဖြစ်ဘူးเนาะရှိတော့လဲဟိုတုံးလို့ကောင်းတယ်မိုက်တယ်ပေါ့ပြီးတော့နောက်ကောင်းတဲ့အချက်ပြောဆိုလို့ရှိရင်ဒီပေါ်မှာမီးပါမယ်ပြီးတော့ aircon နေရကိုယ့်ရဲ့ဘေးကရက်မှာတင်ကိုအပိုတွေပါတယ်ဗျာဒီအောက်လေးမှာတင်ပါတာမျိုးမဟုတ်ဘူးဒီဘက်ဘေးတွေမှာပါတယ်ပြီးတော့ဒီဘက်ဘေးမှာဆိုလဲ speaker တွေပါတယ်သူ့ဟာနဲ့သူပေါ့နော်ကျွန်တော်အဲ့အချက်လေးတွေကြိုက်တယ်ဒီမှာဆိုလို့ရှိရင်လဲသူ့ရဲ့ aircon သူပါတယ်ဗျာအဲ့ဒါတွေကတကယ် comfort ဖြစ်တဲ့အချိန်မှာတော်တော်သိတာတယ် okay အရန်မုန်းတဲ့တစ်ချက်ကတော့ပြောပြမယ်ဘာလဲဆိုတော့ DTV ဟာပြောလိုက်ရင် TV ပါတယ်ပေါ့နော် CC7 အနောက်မှာ TV ပါဘာမှသုံးစားမရ just အလှပဲဗျာရှူရှောင်းမယ်ဟိုအထဲရဥစ္စာတွေကတရုတ်စာတတ်တယ်ဆိုလို့ရှိရင်တော့တရုတ် line တွေကြည့်ရဆိုရင်တော့အဆင်ပြေနိုင်တယ်ဒါပေမဲ့ပုံမှန် Chinese language လည်းမသိဘူးကျန်တာတွေလည်းသုံးလို့မရဘူးဆိုရင်လူတို့ဆိုလို့ရှိရင်တော့တော်တော်ကြီးကိုတိုင်ပတ်စေတယ်ကျွန်တော်အရှိရ screen ကဥစ္စာကိုလည်းဒီဘက်ကို screen share လုပ်ပြီးလည်းသုံးလို့မရဘူးဗျာအဲ့တော့ web ဆွဲတယ်ဗောဒီချက်ကဒါကြီးကိုမမျော်လင့်ထားနဲ့အနောက်မှာကလေးတွေထိုင်ခိုင်းပြီး YouTube ဖွင့်ပြမယ်ပါညာအဲ့ဒါတွေမစင်စားနဲ့လုံးဝလုပ်လို့မရဘူးကျွန်တော်စမ်းပြီးသွားပြီတော့နောက်ဆုံးတန်းကျွန်တော်အခုနကတော့အရှိရထိုင်ကုန်ကိုအနောက်တော်တော်ဆုပ်လိုက်တဲ့အတွက်ကျွန်တော်ဒူးနဲ့တိုက်သွားပြီဗျာကျွန်တော်ဒူးနှစ်ဖက်လုံးဝင်လို့မရတော့တွေ့လားဒါအရက်9ပေ30လူတယောက်အနေနဲ့ပြောတာအဲ့တော့အနောက်ဆုံးတန်းဒီအရှိဆုံးကလူရဲ့ဒူးကိုလွတ်ယုံလေးထားမှာအနောက်ဆုံးတန်းမှာချောင်ချောင်ကြီးကြီးထိုင်လို့ရမယ်ဗျာပြောချင်တာအရှိဆုံးတန်းလူရဲ့နေရာနဲ့ဒူးကိုဒီလောက်ပဲလွတ်တာကျွန်တော်တထောင်လောက်အလွတ်သွားထားလိုက်တဲ့အတွက်အနောက်ရမ်းရောက်သွားတော့ကျွန်တော်6ထောင်နဲ့မလွတ်တော့ဘူးဒါပေမဲ့ဒီမှာမိုက်တဲ့အချက်နောက်တစ်ချက်ပြန်ပြောဆိုဒီမှာလဲနောက်ဆုံးတန်းမှာလဲသူ aircon သူပါတယ်ဗျာအဲ့တော့နောက်ဆုံးတန်းမှာထိုင်လို့မှုန်တယ်တို့အသက်ရှူကျက်တယ်ဆိုတဲ့ feeling ဒီကားမှာတိတ်မဖြစ်ဘူးတကယ်ကြီးကို7 seater စီးလို့ကောင်းတယ်ပြီးတော့ဒီဘက်မှာလဲနောက်ဆုံးတန်းလူတို့သူ့ဘာသာသူရေတောက်ဖို့တို့ဘာတို့ခွက်တွေအကုန်နေရာချပေးထားတဲ့အတွက်ဟို user စီးမဲ့လူတို့တော်တော်မိုက်တယ်အဲ့ဒါကြောင့်လဲအခုထက်ထိရောင်းကောင်းဆုံးကားတွေထဲမှာတစ်စီးပါနေပါတော့ CC ဆင်းကဟိုစီးမဲ့လူတွေမိသားစုများတဲ့လူတွေကြိုက်ကြတယ်ဗျာဒီမှာဆိုလဲသူ့ရဲ့ charging port လေးတွေနဲ့ပါတယ်ဆိုတော့ဘာမှတိတ်အပြစ်ပြောစရာမရှိဘူးတကယ်စီးမဲ့လူတော့ပေါ့နော်ကျွန်တော်တို့ကကြတော့ကားကိုအဲ့လိုစီးရင်ရွကျင်တယ်ဆိုတော့ Android Auto တွေ Apple CarPlay တွေ YouTube တွေရှောက်ရွကျင်တဲ့လူတို့ကြတော့ဒီအရှိမပါတဲ့ TV တို့ပါတော့လူဟာမျိုးကတော်တော်ကြီးပါပြီးသုံးမရရင်ကျွန်တော်ကအသေးရတယ်ဗျာအဲ့တော့အဲ့တစ်ချက်ကျွန်တော်မကြိုက်ဘူးပြီးတော့နောက်ဒီကားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တကယ်မိုက်တဲ့တစ်ချက်ကသူ့ရဲ့ဘိန်းတွေယိုကိုဟာမာဘိန်းတွေကို55လားမသိဘူးသုံးထားတဲ့အတွက်ဘိန်းတော်တော်ကောင်းတယ်အဲ့ဘိန်းကဈေးလည်းတော်တော်ကြီးရယ်အဲ့ဒါကို original စဝယ်ကလေးကသုံးထားပေးတဲ့အတွက်တော်တော်တန်တယ်ပြောလို့ရတယ်ဘိန်းဘိုးတွေရာခဏလောက်ရှိမယ်ဗျာအဲ့တော့လုံးဝအားပေးတယ်တကယ်လို့လူများများစီးမယ်ဆိုရင်မိုက်တယ်လူငယ်တွေအတွက်တော့မဟုတ်ဘူးဒီကားကလူကြီးတွေဘောစီတွေအနောက်ခန်းကထိုင်စီးတဲ့လူတွေပိုမိုက်တယ်လူငယ်အတွက်ဆိုရင်တော့အင်းဘော်လေးတထေးကားကြီးနဲ့တော့တူပါတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့နော်ပြင်းဖို့နည်းနည်းကောင်းတယ်မောင်းရတာစီးရတာလေပေါ့နော်ဟိုကားရုပ်ကလူကြီးရုပ်ကြီးထွက်နေတာအဲ့တော့ဒါဒီနေ့ကျွန်တော်စီစစ်စင်းအတွက်ပြောပြပေးတဲ့ဗီဒီယိုပါနောက်သိကျင်တာရှိရင်လည်းကျွန်တော်မေးလို့ရပါတယ်ဒါကတော့ကျွန်တော်စီစစ်စင်းမှာကြိုက်တာမကြိုက်တာပေါ့နော်အော်โอเคကျွန်တော်တခုကြံသွားလို့ sorry တကယ်လို့ဒီကားက6 seater ဆိုတဲ့အတွက်အနောက်ဆုံးတန်းမှာ cargo space အရန်သေးပါတယ်အဲ့တော့တကယ်တမ်းခရီးသွားမယ်ဆိုရင်4ယောက်ပဲရပါမယ်4ယောက်ပဲဆိုမှအနောက်မှာ PC ထည့်ဖို့ဒီခုံတွေကိုအရှိကိုလှန်ချပြီး PC ချလို့ရပါမယ်တကယ်6 seater ဖြစ်တဲ့အတွက်အနောက်မှာလူ6ယောက်စာထည့်ဖို့မပြောနဲ့6 seater လောက်လိုက်လို့ရှိရင်အနောက်ဆုံးတန်းမှာလူ2ယောက်စာတော့ luggage ထည့်ဖို့မဆက်ပါဘူးအဲ့ဒါလေးတော့သိဖို့လိုပါတယ်ခရီးသွားဖို့လူ6ယောက်လုံးသွားပဲလို့စဉ်းစားထားရင်တော့လူပဲ6ယောက်ရပါမယ်အဲ့လူတွေရဲ့ luggage 6ယောက်စာလုံးဝတင်လို့မရပါဘူးအဲ့တခုတော့ရှိပါမယ်โอเคပါအားလုံးပဲဘိုင်ပါ
ကျွန်တော်အခုဒီ lead motor CC စင်းလေးကိုကျွန်တော် service မှာစစ်ပြီးသွားပြီဆိုတော့ကျွန်တော်စီကဝယ်သွားတဲ့အကိုမပေးခင်မှာကျွန်တော်ဒီကောင်ကို honest review အနေနဲ့ပြောရမယ်ဆိုရင်တော်တော်ကြီးကို driving experience ကောင်းတဲ့ကားတွေပါတယ်ကျွန်တော်မောင်းရလဲတော်တော်ကြိုက်တယ်ဒါပေမဲ့သူကလူကြီးဆန်နေတော့ကျွန်တော်ဆိုရင်ကားတွေကိုဗျာရှောက်ကလိခြင်းနဲ့ဟိုလုတ်ဒီလုတ်ခြင်းနဲ့ rapping တွေကတ်ခြင်းနဲ့ဆိုရင် तू ကအဲ့လိုမျိုးလူတွေအတွက်ကောင်းတဲ့ကားမဟုတ်ဘူးတကယ်ကိုဇိမ်ခံပြီးခရီးသွားမယ်လူတွေနဲ့တူတူစီးမယ်ဆိုရင်မိုက်တဲ့ကားမျိုးဗျာအဲ့ဒါကြောင့်ကျွန်တော်ကဒီကောင်ကိုရောင်းပြီးနည်းနည်းလေးပို့လူငယ်ဆန်တဲ့ကားပြောင်းမယ်ဆိုပြီးဝယ်တာတကယ်လို့ကိုကမိသားစုလည်းများတယ်ခလေးလည်းရှိရဆိုရင်တော့ဒီကားဒီကျွန်တော် suggestion ပေးတယ်တကယ် driving experience ကောင်းတဲ့ကားတစ်စီးဖြစ်တယ်အားလုံးပဲ bye bye ပါ